ဒါကတော့ကျွန်ုပ်တို့မိသူတူတယောက်ကနေပြီးတော့အတော်တကူတော့မသိရှိနိုင်ပါဘူးဆုံးဖြတ်ချက်လဲချလို့မရပါဘူးအပြစ်မိုင်းကယူပါကစုပ်ပြတ်တက်နေပြီတော့ညာလည်းပဲအတွင်းနှလုံးသားကအင်မတန်လာတဲ့သူတွေများစွာရှိပါတယ်ကျွန်ုပ်တို့ရဲ့ဖျားရှင်ကိုရောဖျားဟာအပြစ်မိုင်းကိုကြည့်တဲ့ဖျားတော့မဟုတ်ဘူးမိမိတို့ရဲ့အတွင်းနှလုံးသားဘလောက်လာတယ်ဆိုတာကိုကြည့်တဲ့သဘောပဲဖြစ်ပါတယ်တခါကအမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်ခဲ့မှုတဲ့အာဗြဟံလင်ကွန်းအရက်ကရှေ့ပိမ့်ပါပါမြတ်တွင်ကခွက်နဲ့နှခမ်းမွေးပတိုင်းမွေးတွေနဲ့ညှင်းတိုးဖြစ်တယ်အပြစ်မိုင်းယူပါကောက်ကြည့်လိုက်မယ်ဆိုရင်တော့အင်မတန်မဲ့ချူချပါတယ်မလာမပါပါဘူးဒါပေမဲ့ဒီနေ့ဒီချိန်ထိအမေရိကန်ပြည်သူပြည်သားတွေရဲ့အကြိုက်ဆုံးအနှစ်သက်ဆုံးသမ္မတဖြစ်တို့သူ့ရဲ့ကိုရေးရဆိုရင်ကိုရေးအထုပ်ပတိတွေဟာဆဲအုပ်မကအုတ်တရာမကအုတ်တစ်ထောင်မကဒီနေ့ထိရေးသားနေသေးပဲလို့မှတ်တမ်းတင်ထားတယ်။ဘာကြောင့်ပါလဲ။အမေရိကန်ပြည်ထောင်စုကြီးမပြိုကွဲရလေအောင်အမေရိကန်ပြည်ထောင်စုကြီးပြည်တွင်းဆွမတောင့်လောင်ရလေအောင်အမေရိကန်နိုင်ငံမှာရှိတဲ့လူဖြူလူမဲတွေညံ့ညတဆက်ဆက်နိုင်ရလေအောင်အမေရိကန်နိုင်ငံမှာကျွန်းစနစ်ကြီးမရှိရလေအောင်သူအသက်နဲ့ရင်းမိကာကွယ်ပေးခဲ့တယ်။ဒီနေ့အဖြစ်ကိုယ့်ရဲ့ပြည်သူပြည်သားတွေကိုဘယ်ပုဂ္ဂိုလ်ဘယ်လူမျိုးဘယ်ဘာသာပဲဖြစ်ဖြစ်သူအသက်ကိုတန်မိုးထားတယ်။မဆုံးရှင်ဘူး။ဒီအတွက်ကြောင့်မလို့အင်မတန်မှနှလုံးလာတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့တင်စားခဲ့ကြပါတယ်။ဒီနေ့ကျမတို့ကိုယ့်ရဲ့ဘဝတက်တာမှာလည်းပဲကိုရှင်တန်နေရတဲ့ရည်ရွယ်ချက်ကဘာလဲဘုရားသခင်ကကိုယ့်ကိုဘယ်လိုရည်ရွယ်ချက်နဲ့ဖန်ဆင်းပေးထားတယ်လဲဘုရားသခင်ကလက်ရှိကိုလှုပ်ဆောင်နေတဲ့ကိုတောင်ယူနေရတဲ့ကိုယ့်ရဲ့အလုပ်တွေကိုသူ့ရဲ့ဘုံကုန်းတော်တိုးတက်ဖို့အတွက်ကိုယ့်ကိုဘယ်လိုရည်ရွယ်ချက်နဲ့ကိုယ်အထားတယ်လဲပေါ့ဒါတွေကကျွန်တော်တို့ပြန်လဲပြီးတော့စဉ်းစားရမယ်အပြင်ပိုင်းကတော့ခုနကလိုပဲကြည်ရသည်လိုပဲရဲလာအများသူကလိုချင်တယ်ဒါပေမဲ့အတွင်းထဲမှာခါတဲ့သူဆိုရင်တော့ကျွန်တော်တို့ပြန်ကြည့်လေစူးစမ်းရအောင်မယ်ဒါကြောင့်ကျွန်တော်တို့ဘဝတာတူတူလေးမှာရတာချူချူလေးတွေခံစားနိုင်ရလေအောင်ကိုယ့်ရဲ့ကျနာတက်တဲ့လက်တစုံစာနာတက်တဲ့လက်တစုံဖေးမတက်တဲ့လက်တစုံနှလုံးသားလှတဲ့နှလုံးသားတစုံဖြစ်ရလေအောင်ကိုတော်ဘုရားရှင်ကျေးဇူးတော်တွေအကူအညီတွေကိုကျွန်တော်တို့တောင်းခံကြရအောင်